လူတော်တော်များများတော့ sunscreen သုံးနေရပဲ sunscreen အမျိုးအစားဘယ်လောက်ရှိလဲသိလို့လား Wait a minute. Who are you? ကျွန်တော်ဒေါက်တာနိုင်ပါကျွန်တော်လူနာတွေ sunscreen နဲ့ပတ်သက်ပြီးတော့သိထားတဲ့အချက်တွေမှန်လားမှန်လားဆိုတာကိုဒီဗီဒီယိုမှာပြပြပေးပါမယ် sunscreen မှာတော့ physical sunscreen နဲ့ chemical sunscreen ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒါဆိုရင်အဲ့နှစ်မျိုးဘာတွေကွာတော့ physical sunscreen မှာဇီအောင်ဆိုင်နဲ့ titanium dioxide တွေပါဝင်ပါတယ်ဒီကောင်လေးတွေကဆရာတို့ရဲ့မျက်နှာကိုရောက်ရှိလာမဲ့နေအောင်ကြည်လေးတွေအရေပြားတွေကိုစိတ်ဝင်သွားအောင်လို့ကောက်ခွဲပေးပါတယ် chemical sunscreen ကတော့နေအောင်ကြည်ကိုစုပ်ယူပြီးတော့အပူဓာတ်ဖြစ်ပြောင်းလဲပေးတာဖြစ်ပါတယ်ဒါဆိုရင်သူ့ရဲ့အားသာအားနည်းချက်ကော Okay physical sunscreen ကတော့လိမ်ရတာခက်တယ်လိမ်ပြီးသွားရင်တော့အဖြူဘက်တွေကျန်တတ်တယ် chemical sunscreen ကတော့အရေပြားတွေကိုစိတ်ဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အသားရည်ရတာမျက်လုံးဆက်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ sensitive skin သမားတွေဆိုရင်တော့ပို့ပြီးတော့သတိထားသင့်ပါတယ်ဒါကတော့သူတို့ရဲ့အားသာချက်အားနည်းချက်တွေပဲဖြစ်ပါတယ်ဆရာအကြံပေးချင်တာကတော့ကိုယ့် skin type ပေါ်မူတည်ပြီးတော့ sunscreen ကိုရွေးချယ်သုံးစွဲစေချင်ပါတယ် sensitive skin သမားတွေနဲ့ကလေးငယ်တွေအတွက်ကတော့ physical sunscreen ကပို့ပြီးတော့အဆင်ပြေပါတယ် normal skin သမားတွေကတော့နှစ်မျိုးစလုံးနဲ့အဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြိုက်တာကိုရွေးချယ်သုံးစွဲလို့ရပါတယ် sunscreen ကိုရွေးချယ်တဲ့အခါမှာ SPF 30 အနည်းဆုံးပါတာကိုရွေးချယ်ရပါမယ်အရေပြားကျန်းမာရေးကောင်းဖို့အတွက်ဆိုရင်တော့နေအောင်ကြည်တန်ကိုကာကွယ်တာကအကောင်းဆုံးပါပဲနောက်ဆုံးအနေနဲ့ကတော့ sunscreen နဲ့ပတ်သက်ပြီးလူတိုင်းမသိတဲ့အချက်တစ်ခုရှိတယ်ဒါကတော့2နိုင်ကြားတစ်ခေါက်ပြန်လေးရမယ်ဆိုတာပါပဲဒါကြောင့်ကို beach သွားတဲ့အခါမှာဖြစ်ဖြစ်ရေကူးတဲ့အခါမှာဖြစ်ဖြစ်မကြာခဏပြန်လေးမို့လို့ပါတယ် Okay. ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကဲကိုကရောဘယ် sunscreen တွေကိုသုံးပြီးတော့ဘာကြောင့်သုံးလဲဆိုတာကိုဒီဗီဒီယိုရဲ့ comment မှာဝေမျှပေးလို့ရပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံပါအောင်မယ်